အခုဆိုရောဘင်ကလူကြီးဖြစ်လာပြီကြီးကြီးမားမားခိုးမှုတွေပါလုလာနေပြီသူကတော့ချမ်းသာတဲ့သူတွေနိုင်ငံရေးသမားတွေရဲ့အိမ်တွေကနေခိုးပြရတဲ့ပိတ်ဆံတွေကိုစင်ရသားတွေကိုပြန်ဝေပေးခဲ့တာပေါ့ရဲတွေတောင်ရောဘင်ကိုဘာမှမလုပ်နိုင်ကြဘူးအဲဒါကြောင့်ဒီအမှုကိုအဲ့ဒီဒေတာရဲ့ရဲအရာရှိကြီးတယောက်စီလွှဲပေးလိုက်စုံစမ်းစစ်ဆေးမှုတွေစတာနဲ့ရဲအရာရှိကြီးစီရောဘင်ရဲ့ခိုးမှုနဲ့ပတ်သက်တဲ့အမှုတစ်ခုရောက်လာတယ်ရဲအရာရှိကတွေ့တယ်သူသာရွှေခိုးထားတာဆိုရင်ဒီနေ့နီးစရာရွှေဆိုင်တစ်ဆိုင်ကိုလာရောက်မှာပဲလို့ပေါ့အဲဒါကြောင့်ရဲအရာရှိကသူ့လူတွေကိုအဲ့ဒီဈေးထဲမှာနေရာအတီးတီးခွဲပြီးချထားလိုက်တယ်အဲ့ဒီအချိန်မှာပဲရောဘင်လည်းအဲ့ဒီမှာရှိနေတာပေါ့အဲ့ဒီအချိန်မှာပဲဝန်ထမ်းတွေရောက်ပါမိခိုးတွေနဲ့ရောက်လာတယ်ရဲအရာရှိကအဲ့ဒီလူတွေကိုရောဘင်လူထင်းပြီးတိုက်ခိုက်ဖို့အမိန့်ပေးလိုက်အဲ့ဒီမှာတင်ပြောင်းဆန်သွားရောအဲ့ဒီအခွင့်အရေးယူပြီးရောဘင်ကနောက်ကနေရွှေခနဲ့လစ်ထွက်သွားတော့ပေါ့သူကတော့ရွှေတွေကိုရွှေပန်းတင်ဆရာစီရောက်လိုက်တယ်ဒါပေမဲ့ရဲတွေကဘာမှမသိလိုက်ကြဘူးရဲအရာရှိကစိုင်းတွေကိုလိုက်ကြည့်တော့အံ့ဩသွားတော့တာပဲစိုင်းဖို့အကုန်လုံးမှာနာမည်ကခုတည်းပဲရေးထားတာကိုအဲ့ဒါနဲ့သူက CCTV မှတ်ကန်တွေကိုပြန်ခေါ်ကြည့်ခိုင်းတော့ကင်မရာတွေရှေ့မှာမိုးပြန်ပူပေါင်းတွေတတ်ထားတာကိုတွေ့ရတယ်ဒါကိုမြင်တော့ရဲအရာရှိအငိုက်မိသွားတော့တာပဲရောဘင်ကတခါထပ်ပြီးသူ့အလုပ်ကို busy အောင်လုပ်ပြီးရအောင်လစ်ပြေသွားပြန်ရောနောက်အပိုင်းကိုတီးချင်ရင်တော့ comment ပေးခဲ့ကြအောင်နော်